ဒီဝင်းကြီးကဘယ်သူမှမနေကြပါဘူးခင်ဗျာဒီအိမ်ကြီးကတစ်ပင်နေနဲ့ပြည့်ခြံထဲမှာမြက်တွေရောအပင်တွေရောပြည့်ဒီမှာအုံးမြင်အုံးဒီဘယ်သူမှလာမခုကြအိမ်ကြီးကမှဟောင်းနွမ်းပြီးတော့နော်ညဘက်ဆိုရင်တော့မှောင်မိုက်မှောင်မဲပြီးအိုးဘက်ကတိုက်ပြီးတော့ဟိုမှာလူနှစ်ယောက်သွားနေရမှာအိမ်ကြီးကမှကြောက်စရာကြီးအိမ်ကြီးအိုးအိုးဒီအိမ်ကြီးစိတ်ဝင်စားတယ်ဒီအိမ်ကြီး